Elena ပဲဖြစ်ဖြစ်ဘသူ့ကိုဖြစ်ဖြစ် copy ရေးပဲပြောပြောဘလို့ပဲပြောပြောငယ်ကတယောက်တည်းစကားပြောတဲ့အချင်းရှိရဲ့အတွက် vlogger လုပ်ချင်တဲ့အမြဲတမ်း vlog ချင်တဲ့ channel တစ်ခုရှိခဲ့ပါတယ်လူတိုင်းမှာဆန္ဒရှိရဲဒါပေမဲ့အဲ့တုန်းကအရန်ငယ်သေးတာဖြစ်တဲ့အတွက်ပို့ပြီးတော့ဆန္ဒတွေကများတဲ့ဥပမာဆိုရင်အဲ့လိုမျိုး brand တွေကြော်ညာကြီးလာဘာလို့မညာလို့မငယ်တုန်းမှာအရန်လောက်ရမှာအရန်ကြောက်တယ်ပေါ့နော်ဥပမာပြောရမယ်ဆိုရင်သူများတွေလာ blame မှာအဲ့လိုမျိုးကြီးကြောက်ပါတယ်ငယ်တုန်းကဆိုရင်လွန်ခဲ့တဲ့နှစ်2014လောက်တော့ဆိုရင် vlog ရိုက်တင်နေဒါတော့မှအကတွေပါတင်နေချိန်မှာအကကွက်လေးတေးလေးမှားသွားတာကိုလာ blame လို့ဆိုပြီးတော့တနေ့လုံးမလုံးပြီးတော့ပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာအဲ့လိုဘယ်လိုမျိုး mindset တွေပြောင်းလိုက်လို့အဲ့လာဒီလိုမျိုး confidence တွေရလာရဲဆိုတော့လည်းပြပေးပါမယ်အဓိက mindset ကတော့ကို confidence ရှိဖို့စကားတာပြောရလွယ်ပေမဲ့ confidence ထားဖို့ကတော့တော်တော်လေးတော့ခက်တဲ့အထည်ပါပါတယ်ဘာဖြစ်လဲဆိုတော့ကိုယုံကြည်မှုရှိဖို့ကကြတော့ပေါ့နော်ဘယ်သူမှကြောက်နေပုံမဟုတ်ဘဲနဲ့ကိုတယောက်တည်းပဲအာရုံစိုက်ရမှာဖြစ်ပါတယ်ဒါအကြောင်းဒီလိုမျိုးစကားပြောရလွယ်ပေမဲ့ဒီလိုမျိုးတကယ်လို့တဲ့လက်တွေ့ကြရင်တော့တော်တော်လေးခက်တဲ့ပြောလို့ရပါတယ်နောက်တစ်ခုကကြတော့အဲ့လာဟိုတို့ video မှာပြောခဲ့သလိုပဲကို blame နာတွေမကြိုက်ဘူးဆိုရင် daddy flight ပေါ့နော်ဘယ်တော့မှ flight ပြီးခံစားမနေပါနဲ့ဒါမှကိုကအောင်မြင်ပါပါအောင်မြင်ခြင်း blame နာခံရမယ်အောင်မြင်ခြင်းဆိုရင်တော့ကိုကလည်းကိုတိတ်စိတ်ပဲနေရောနော်ပြည်စုံနေရင်တော့ဘာလို့သူအဲ့လောက်ပြည်စုံနေရတယ်ဆိုပြီးတော့ blame နေဘာတွေတုံးနေလို့အဲ့လောက်ပြည်စုံနေရတယ်ရေလို့တိတ်နေပြီးဘာမှပြည်မစုံဘူးဆိုလည်းပြည်မစုံဘူးဆိုပြီးတော့ blame ပါတယ်လူတိုင်းကဒီလိုပဲအရင် confidence ရှိနေမယ်ဆိုရင်တော့မှသူက confidence ကိုအရင်ထင်ကြီးရပဲဆိုပြီးတော့ blame ပါပဲလူတိုင်းကတော့ blame ပါပဲသူဟာနဲ့သူအကြိုက်နဲ့တစ်ခုစီကိုရဲဒါပေမဲ့ကိုကအဲ့လိုမျိုး blame နဲ့မခံချင်ဘူးဆိုရင်သူတို့လာ blame နေအကုန်လုံး daddy လိုက်ပါဆိုတော့ဒီဟာလေးကတော့ဒီလောက်ပါပဲအခုထမင်းကိုစားပါကိုထမင်းတော့ကိုစားပြီးတော်လေးကောင်းနေတယ်အဲ့လိုက်ယူလေးကိုတီးခံပြီးတော့ကြည့်ပေးပါဆိုတော့နောက်တဲ့ဗီဒီယိုလေးလည်းထပ်တင်ပေးပါအောင်မယ်ဒီဗီဒီယိုလေးကိုကြိုက်ရင်ဆိုတော့ follow လုပ်လို့ရပါတယ်နောက်တဲ့ဗီဒီယိုလေးကိုလည်းစောင့်မျှော်ပေးကြပါအောင်